stock market တွေကိုရောက်လာတဲ့သူအများစုအရင်ဆုံးမျက်စိကျတဲ့ sector ကတော့ technology sector လို့ပြောရင်မှားမယ်မထင်ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ sector အနေနဲ့ကတိုးတက်မှုနှုန်းမြန်တယ်။နောက်ပြီးကျလို့ရှိရင်ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားနာမည်ကြီးကုမ္ပဏီတွေပါဝင်တဲ့အတွက်ကြောင့်မလို့မျက်စိကျတာကတော့ကျွန်တော်တို့အန်ဩစရာတစ်ခုတော့မဟုတ်ပါဘူး။ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်မျက်စိကျစရာကောင်းသလောက်ကျွန်တော်တို့အန်ရဲ့ risk လဲကြီးမားတတ်ပါတယ်။အဲ့တော့ကျွန်တော်တို့ beginner investor တယောက်အနေနဲ့ technology sector ကိုဒီပညာထုတ်တဲ့ကုမ္ပဏီတွေလို့ကျွန်တော်တို့ရိုးရိုးရှင်းရှင်းမြင်တာထက်အနာဂတ်တိုးတက်မှုဒီ future growth ကိုအဓိကရောင်းချနေတဲ့ကုမ္ပဏီတစ်ခုအနေနဲ့ပို့ပြီးတော့နားလည်ထားဖို့တင်ပါတယ်ဒီ technology ဆိုတာဘာလဲလို့မေးလာလို့ချင်းကျွန်တော်တို့အလွယ်အကူဆုံးပြောရမယ်ဆိုလို့ချင်း technology sector ဆိုတာကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့ဒီစီးပွားရေးလုပ်ငန်းတွေကိုပုံပုံမြန်ဆန်တွက်လက်လာအောင်ဤပညာကိုအခြေခံပြီးတော့ဝန်ဆောင်မှုပေးနေတဲ့ဝင်ငွေရှားနေတဲ့ကုမ္ပဏီတွေစုထားတာဖြစ်ပါတယ်။ဘာတွေပါတော့ဆိုလို့ချင်းကျွန်တော်တို့ software တွေပါမယ်နောက်ပြီးကျလို့ချင်း hardware တွေပါမယ် semiconductor တွေပါမယ်နောက် cloud computing တွေပါမယ် AI တွေပါမယ် cyber security and ကျွန်တော်တို့ internet service ဒီလိုဝန်ဆောင်မှုတွေပါပါတယ်အဲ့တော့ကုမ္ပဏီတွေကိုလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နည်းပညာတွေထုတ်လုပ်နေတဲ့ကုမ္ပဏီတွေကကျွန်တော်တို့ကဘာတဝမ်းလုံးမှာရှိတဲ့ကျွန်တော်လူသားတွေနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ဒါနေ့စဉ်မရှိမဖြစ်အသုံးပြုနေရတဲ့ဝန်ဆောင်မှုတွေကိုလည်းဒါပေးနေကြတာတွေ့ရပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ Apple နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ iPhone တို့ iPad တို့ထုတ်လုပ်တယ်ဒီဖုန်းနဲ့ကွန်ပျူတာဈေးကွက်ကိုလည်းသူ့အနေနဲ့ဒါဥဆောင်နေတယ်နောက် Microsoft ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Windows တို့ Office တို့အစရှိသဖြင့်ကျွန်တော်တို့ဒီရုံတိုင်းလိုမှာသုံးနေရတဲ့အရာတွေကိုဝန်ဆောင်မှုပေးနေတယ်စက်ကြည့်မယ်ဆိုလို့ရှိရင်NVIDIA အခုခေတ်မှာဆိုလို့ကျွန်တော်တို့အလိုအဆုံးဖြစ်နေတဲ့ဒီ AI chip တွေကိုအဓိကထုတ်လုပ်ပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ်အစရှိသဖြင့်နောက်ထပ်လည်းကျွန်တော်တို့နာမည်ကြီးကုမ္ပဏီတွေအများကြီးရှိပါသေးတယ်အဲ့တော့အချုပ်အပြည့်ပြောရမယ်ဆိုလို့ချင်း technology sector ကအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုပါစီးပွားရေးကောင်းမွန်နေတဲ့အချိန်ဒီပညာအသစ်တွေထွက်ပေါ်လာတဲ့အချိန်မှာကျွန်တော်တို့အတွက်အမြတ်စွန်းကြီးမားမားရနိုင်နေပြီမဲ့လို့ဈေးကွက်အတက်အကျကျန်းတဲ့ကျွန်တော်တို့ high volatility တဘာဝလည်းရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ beginner investor တွေအနေနဲ့ဘာသတိထားသင့်လို့ဆိုလို့ချင်းတရေတွေနောက်ကိုလိုက်ပြီးတော့ဒီ FOMO ဖြစ်ပြီးတော့လောနဲ့ဝယ်တာမျိုးကိုရှောင်ကျဉ်သင့်ပါတယ်ကုမ္ပဏီတစ်ခုကိုရွေးချယ်တော့မယ်ဆိုလို့ချင်းသူတို့ရဲ့ထုတ်ကုန်တွေကဒါကျွန်တော်တို့အနေနဲ့အချမ်းပြင်းပေါ့အပေါ်ယံအနေနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ထုတ်လုပ်လိုက်တဲ့ထုတ်ကုန်တွေကလူတွေရဲ့ပြဿနာတွေကိုတကယ်ဖြေရှင်းပေးနိုင်နေသလားအနာဂတ်မှာရောဆက်ပြီးတော့ကြီးထွားနိုင်တဲ့ခိုင်မာတဲ့အခြေခံရှိသလားဆိုတာကိုကျွန်တော်တို့စိတ်ခံစားမှုမပါဘဲနဲ့စိတ်ရှည်နဲ့လေးလာဆန်းစစ်ပြီးမှကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုကိုစတင်ဖို့ရအတွက်ကျွန်တော်အနေနဲ့မျှဝေပေးခြင်းပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ beginner investor တယောက်အနေနဲ့ technology sector လို့ခေါ်တဲ့နည်းပညာကဏ္ဍကိုဘယ်လိုရှုမြင်သင့်တယ်လဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်ပညာပေးရည်ရွယ်ချက်အနေနဲ့ဒါမျှဝေပေးတာဖြစ်ပြီးတော့ရင်းနှီးမြှုပ်နှံဖို့ရအတွက်တစုံတရာအကြံပေးခြင်းမျိုးမဟုတ်ပါဘူးရင်းနှီးမြှုပ်နှံမှုတိုင်းမှာလည်းဆုံးရှုံးနိုင်ခြင်း risk ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်တော့မယ်ဆိုလို့ရှိရင်မိမိရဲ့ကိုယ်ပိုင်လစ်လာဝေဖန်စမ်းစစ်ဆုံးဖြတ်ချက်နဲ့သာရင်းနှီးမြှုပ်နှံကြဖို့ရအတွက်တိုက်တွန်းချင်ပါတယ်အကျိုးတစုံတရာရလိမ့်မယ်လို့လည်းထင်ပါတယ်ဆက်လက်ပြီးတော့ဒီ technology sector အပြင်တခြား sector တွေကိုလည်းဇက်တိုက်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်စောင့်ကြည့်မယ်ဆိုလို့ချင်းရင်ကျွန်တော်တို့ yes လို့ comment မှာမှတ်ပေးခဲ့ပါဦးအစိုးရအောင်ချစ်ရှုပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးအဖြစ်ပိုင်ဆိုင်နိုင်ကြပါစေ